နေ့ပြန်ဆိုရင်ညီမတို့ရဲ့64ချိန်မြောက် lucky draw ကြီးဖွင့်ပါပြီရှင်ဒီတစ်ခါမှာပါဝင်ကန်ဆယ်ပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးကန်ထူးကန်ကောင်းပြီးတော့မှကားကန်ထူးရှင်ကြီးတွေဖုန်းကန်ထူးရှင်ကြီးတွေဖြစ်ပါစေလို့ညီမကဆုတောင်းပေးပါတယ်ရှင်ဆိုတော့ညီမတို့ရဲ့ lucky draw မှာပါဝင်ကန်ဆယ်ကြတဲ့မိတ်ဆွေတွေအနေနဲ့ပေါ့နော်ကိုလိုချင်တဲ့နံပါတ်လေးအတွက်ငွေလဲပြီးသွားပြီဆိုလို့ရှိရင်လက်မှတ်လေးကိုရအောင်တောင်းပေးပါနော်ပေါင်မဲဖြစ်ပေမဲ့လို့ပေါ့နော်ဒါကန်ထူးရှင်ဖြစ်ပေမဲ့လို့ညီမတို့ကပေးတဲ့လက်မှတ်ကိုပြနိုင်တဲ့သူကိုပဲညီမတို့ကကားတွေဖုန်းတွေကိုပေးတော့မှဆိုတဲ့ခါကျတော့လက်မှတ်လေးကိုတော့ရအောင်တောင်းပေးပါရှင်ဆိုတော့ဒါပါဝင်ကန်ဆယ်ရင်းနဲ့မှကိုကပေါ့နော်ကားကန်ထူးရှင်ဖြစ်သွားလို့မို့လို့ဒါကားလေးကိုလာမြူနိုင်မှုအိမ်ရောက်ပို့ပေးရမယ်ဆိုလို့ရှိရင်ညီမတို့ကအိမ်ရောက်ပို့ပေးတဲ့ဝန်ဆောင်မှုလေးလည်းရှိပါသေးတယ်ရှင်ငွေသားယူမယ်ဆိုလို့ရှိရင်လည်းညီမတို့ကအဆင်ပြေအောင်ညီနိုင်ပေးပါသေးတယ်ဆိုတော့ဒီတစ်ခါ64ချိန်မြောက် lucky draw ကညီမတို့ဒါမနေ့ဖြန်မှာထွက်ရှိမဲ့ပေါ့နော်ထိုင်းတီနဲ့ရက်ပြောင်းလဲချက်လုံးဝမရှိဘဲနဲ့ဖွင့်ဖောက်ပေးသွားမှာဖြစ်ပါတယ်ရှင်ထိုင်းတီအနောက်3လုံးကိုညီမကပထမဆုလို့သတ်မှတ်ပြီးတော့မှကားတွေဖုန်းတွေကိုပေးတော့မှာဖြစ်ပါတယ်ရှင်ထိုင်းတီအရှိ3လုံးကိုညီမဒုတိယဆုလို့သတ်မှတ်ပြီးတော့မှကားတစ်စီးချင်းစီအတွက်ငွေသား10သိန်းစီရဲ့ iPhone တော့ငွေသား3သိန်းဆိုပြီးတော့ငွေသား23သိန်းတိတိကိုညီမကဒုတိယဆုဆိုပြီးတော့မှပေးတော့မှာဖြစ်ပါတယ်ရှင်ဒီတစ်ခါမှာညီမကလုပ်ငန်းသုံး picket ရဲ့အမကားလေး2စီးပေါ့နော်ဒါ high jet လေးရဲ့ Suzuki လေးရဲ့ကိုယူပေးထားပါတယ် iPhone ကတော့ iPhone 60 Pro Max ကိုယူပေးထားတာဖြစ်ပါတယ်ရှင် high jet လေးအတွက်ကတော့ညီမတို့လက်မှတ်တစ်စောင်ကို98,000ကျပ်သေးနဲ့ဝယ်ယူကန်ဆန်းလို့ရမှာဖြစ်ပါတယ် Suzuki လေးအတွက်ကတော့ညီမတို့လက်မှတ်တစ်စောင်ကို68,000ကျပ်သေးနဲ့ကိုမှ10ဆောင်ဝယ်ယူသူတိုင်းကိုမြစ်တာလက်ဆောင်တစ်ဆောင်ပေးတော့မှာဖြစ်ပါတယ် iPhone လေးကတော့ iPhone 60 Pro Max အတွက်လက်မှတ်တစ်စောင်ကို1000ကျပ်ပဲဖြစ်ပြီးတော့မှဖုန်းမြူတင်တဲ့မိတ်ဆွေတွေကိုညီမငွေသား360တိတိတောင်မှပေးတော့မှာဖြစ်ပါတယ်ရှင်ဝယ်ယူကန်ဆယ်မဲ့မိတ်ဆွေအနေနဲ့ဒါဒီနေ့ဒီရက်ကကန်ဆယ်တဲ့သူအရင်များတဲ့အခါကျတော့ဒါပေတူပါလေးတော့တတိထားပြီးတော့မှကန်ဆယ်ပေးပါငွေလွှဲနံပါတ်လေးကိုလည်းတတိထားပြီးတော့မှငွေလွှဲပေးကြပါရှင်။တော့ညီမတို့ page မှာဆိုလို့ရှိရင်ဒါအစင်မြဲသုံးတဲ့ဖုန်းနံပါတ်လေးက2ခုပဲရှိပါတယ်။ငွေလွှဲနံပါတ်ဆိုလို့ရှိရင်လည်းညီမတို့ကဒီ2ခုကိုပဲသုံးတာဖြစ်ပါတယ်ရှင်။ဖုန်းနံပါတ်လေးကတော့39ကိုငွေ114411ခွန်39ကိုငွေ114411ဆိုရယ်ညီမတို့ဒီနံပါတ်လေး2ခုကိုပဲအစင်မြဲသုံးတာဖြစ်ပါတယ်။တခြားနံပါတ်တွေဆိုလို့ရှိရင်တော့ pay to ဖြစ်ပါတယ်ရှင်။ pay to ပါရလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့ကိုမရီအနေနဲ့ Viber ကနေ video call ခေါ်ကားလေးတွေကိုကြည့်ပြီးတော့ကန်ဆန်းတာကစိတ်ချရဆုံးဖြစ်ပါတယ်ရှင်ဒီတစ်ခါ lucky တော့မှာပါဝင်ကန်ဆန်းကြတဲ့မိတ်ဆွေအနေနဲ့ပေါ့နော်ဒါအားလုံးကန်ထူးကန်ကောင်းပြီးတော့မှကားကန်ထူးရှင်ကြီးတွေဖုန်းကန်ထူးရှင်ကြီးတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်မနေ့ပြန်ကလည်းဖွင့်တော့မှာဆိုတဲ့အခါကျတော့အချိန်မီလေးကန်ဆန်းကြပါတယ်ဆိုတဲ့မိတ်ဆွေတွေနဲ့အမြန်လေးလာပြီးတော့မှပါဝင်ကန်ဆန်းမှုဖိတ်ခေါ်ပြရစေရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတ်တာပါ